အားလုံးပဲမင်္ဂလာပါကိုအောင်ကျော်3ရက်နေ့ကြိုဆိုပါရစေကျွန်တော်ကတော့2025နှစ်ကနေစပြီးတော့ကနန်းထုကနန်းပဲပို့ကြိုက်တာပေါ့နော်အခုရွှေလဲကြိုက်တယ်သူ့တော့ကနန်းထုကနန်းနဲ့မပြနိုင်ရင်တော့ကျွန်တော်ကမအိုးရတော့ဘူးเนาะအဲ့တော့ကလန်ဒါတောက်လျှောက်ကကနန်းထုကနန်းဒီကြီးပဲเนาะ24ကွက်ထဲမှာကျွန်တော်အကွက်20လောက်ကနန်းထုကနန်းနဲ့ပြလို့ရတယ်ပေါ့နော်အဲ့တော့ကနန်းထုကနန်းကိုအထင်သီးမှစူးလို့ထားပါတော့ဒီမှာကနန်းနေအများကြီးရှိတယ်ပေါ့နော်အများကြီးရှိတဲ့အထဲမှာကျွန်တော်တို့ဒီဟာတော့ကနန်းထုကနန်းပြလို့မရအောင်ဒီကောင်ရှိတယ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 ်အကုန်လုံးရှိတယ်နော်မင်းကလေလုံးကြီးလာကြီးလားပေါ့တကယ်ဟုတ်လားအဲ့ဒါဆိုတော့ကျွန်တော်တစ်ခွက်ပြလိုက်မယ်နော်ထားပါတော့388ပြလိုက်မယ်ဒီကောင်ကနန်းထုကနန်းဘယ်လိုထွက်လဲဆိုကျွန်တော်တို့86ခွန်တဲထွက်တယ်သူနဲ့အချိန်ကိုက်မှာကျွန်တော်တို့132ပတ်လိုက်ထွက်တယ်နော်1234 388တဲ့အဓိကတော့86ခွန်တဲ့ဘေးကနေ123456ခွန်8 388တဲ့အဲ့လိုထွက်တယ်နော်ဒီမှာလဲ86ခွန်တဲ့ထွက်တယ်123456ခွန်8 388တဲ့ထွက်တယ်နော်သူရဲ့ဒီမှာလဲ302ပတ်လဲထွက်တယ်ဒါကိုပြောတာကနန်းထုကနန်းဆိုတာနော်ရှိကိုလေးရဘယ်လိုကနန်းထုကနန်းလဲမင်းကကနန်းထုကနန်းပြတာဒီရ3ထားပါတော့ဒီ388တဲ့ရဒါပဲမဟုတ်လားတခြားဆိုင်တွေကိုပြလို့ရလားဆိုရင်ရတယ်နော်ဒီ388ကနန်းထုကနန်းတဲ့ရဘယ်လိုချလဲဆိုကျွန်တော်တို့345ခွန်ကျွန်တော်တို့ဒီနေရာမှာ388တဲ့ထွက်တယ်နော်အဲ့တော့12345ခွန်ခုနပြင်ဆင်းပြီးတော့တန်းသွားလိုက်မယ်နော်435ရှိတယ်နော်သူနဲ့အချိန်ကိုက်မှာ341ပတ်လိုက်တယ်341 435နော်သူတို့နဲ့အချိန်ကိုက်မှာ388တဲ့နော်အဲ့လိုမျိုးပဲ143ပတ်လည်းရှိတယ်453ပတ်လည်းရှိတယ်ချိန်ကိုက်မှာ388တဲ့နော်ကိုယ်နဲ့ကိုပြန်ရေးလိုက်တော့နော်ဒီမှာ89လေးထွက်တယ်ဘယ်လိုထွက်တာလဲ4ခွန်တဲ့ရဲ့မင်းကုံမှာ89လေးပတ်လည်းထွက်တယ်နော်4ခွန်တဲ့ရဲ့မင်းကုံမှာ489ပတ်လည်းထွက်တယ်ဟုတ်ပြီလား6ပတ်လည်းထွက်ပြီးတော့12345 984နော်116ပတ်လည်းထွက်ပြီးတော့12345 984ဟုတ်ပြီလားအဲ့ဒါကနန်းထုကနန်းလို့ခေါ်တာနော်ကနန်းထုကနန်းနောက်ထပ်ပြလိုက်အောင်မယ်အားရှိအောင်ပေါ့နော်ခွန်9ခွန်ပတ်လေထွက်တယ်9လေးတစ်ခွန်9ခွန်တဲ့ထွက်တယ် sorry 145ပတ်လေနော်ကြည့်လိုက်ရင်တော့ဘာမဟုတ်နိုင်မယ်ကနန်းထုကနန်းကစားတယ်နောက်တစ်ခုထပ်ပြမယ်440ပတ်လေထွက်တယ်သူနဲ့အချိန်ကိုက်မှာ89ခွန်ထွက်တယ်344ပတ်လေထွက်တယ်89ခွန်9ခွန်8ပတ်လေထွက်တယ်နော်ကနန်းထုကနန်းကဲနှစ်ပိတ်မှာထွက်တဲ့ကနန်း9လေးတစ်ပတ်လည်းထွက်တယ်12345 ခွန်306 9လေးတစ်ပတ်လည်းထွက်တယ်12345 ခွန်60နော်ကနန်းထုကနန်းအဲ့တော့ဒီနေ့ကျွန်တော်ကနန်းထုကနန်းကစားမယ်ပထမဆုံးဘယ်လိုကစားမှာလဲဆိုလို့ရှိရင်ဒါကနန်းကိုကစားခြင်းလဲဆိုကျွန်တော်တို့လွယ်လေးတစ်ခွက်ကစားမယ်နော်လွယ်လေးတစ်ခွက်သူ့မှာနောက်ကျောင်း frame ရှိနော်ဒါပေမဲ့မပြတော့935ထွက်တယ်နော်ပတ်လေ935ပတ်လေတဲ့ဒီလိုတောင်းမှာ231လာထွက်တယ်အဲ့တော့395နဲ့ဒီမှာ231ကနန်းထုကနန်းနဲ့ကစားချင်တာနော်
ရှင်း9 3တဲ့ထွက်တယ်အပေါ်ကနေသွားလိုက်မယ်1 2 3 4 5 6 9 8 9 9နှစ်မှာ3 1နှစ်ထွက်တယ်နော်ရှင်း9 3တဲ့ထွက်တယ်အပေါ်ကနေသွားလိုက်မယ်1 2 3 4 5 6 9 8 9နှစ်3တိကနန်း2ကနန်းကစားတယ်ဟုတ်လားနောက်တစ်ခုကရှစ်3ခွန်ပတ်လိုက်ထွက်တယ်နော်ရှစ်3ခွန်ပတ်လိုက်ထွက်ပြီးတော့သူ့အပေါ်နဲ့သွားလိုက်မယ်1 2 3 4ဒီမှာ1 2 3ထွက်တယ်နော်ဒီမှာရှစ်ခွန်3ပတ်လိုက်ထွက်တယ်သူ့အပေါ်နဲ့သွားလိုက်မယ်1 2 3 4 1 2 3နော်အဲ့တော့ကနန်း2ကနန်းပထမဆုံးချချင်းပြောချင်တာ1 2 3ပတ်လေပေါ့နော်1 2 3ပတ်လေကိုကနန်း2ကနန်းနဲ့ကစားချင်းတယ်နောက်တစ်ခုကနန်း2ကနန်းနဲ့ကစားမယ့်ဟာကဘာလဲဆိုလို့ရှိရင်ဒီမှာ656တဲ့ထွက်တယ်နော်656တဲ့ထွက်ပြီးတော့ကျွန်တော်တို့1 1 2 3 4 5 6 8ဆောင်းပြီးတော့8နှစ်သွားမယ်1 2 3ဒီမှာ4နှစ်နှစ်ထွက်တယ်နော်ဒီမှာလဲ656တဲ့ထွက်တယ်1 2 3 4 5 6 8 1 2 3 4နှစ်နှစ်ကနန်းကိုကနန်း2ကနန်းနဲ့ကစားခြင်းတယ်ဟုတ်လားနောက်တစ်ခုကဒီမှာ333တဲ့ထွက်တယ်နော်333တဲ့ထွက်ပြီးတော့သူနဲ့1 2 3 4ဒီကနန်းဒီ1 2 3 4ကနန်း2ကနန်းနဲ့လာရိုက်တယ်နော်အဲလိုလာထွက်လိုက်တဲ့ကနန်း333ကလန်နာထဲမှာ333တဲ့က3ခါထွက်တယ်နော်ဒီမှာတစ်ခါဒီမှာနှစ်ခါဒီမှာ3ခါနော်အဲ့တော့333တဲထွက်တယ်သူ့အပေါ်ကကနန်းဒီကနန်း2ကနန်းလာရိုက်တယ်เนาะအဲ့လိုလာရိုက်တဲ့333ကနေပြီးတော့ကျွန်တော်ရီလိုက်မယ်1 2 3 4 5 6နှစ်သွားပြီးတော့1 2 3ဒီမှာ4နှစ်နှစ်တဲထွက်တယ်เนาะအဲ့လိုပဲ333တဲထွက်တယ်1 2 3 4ဒီကနန်းဒီကနန်း2ကနန်းလာရိုက်တယ်เนาะအဲ့လိုလာရိုက်တဲ့ကနန်း333တဲကနေပြီးတော့1 2 3 4 5 6 1 2 3ဒီမှာစမယ်ကနန်း2ဦးကနန်းကျွန်တော်တို့4နှစ်နှစ်တဲ့နော်ကဲအားလုံးပဲကျွန်တော်တို့ကနန်း2ကနန်းနဲ့ကျွန်တော်က1နှစ်3ပတ်လည်နဲ့4နှစ်နှစ်တဲ့နော်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လုပ်ပေးခြင်းဖြင့်အားပေးကြပါကဲအားလုံးပဲအောင်မြင်ကြပါစေ